င်းနေလဲမချက်တာကြပြီဆိုတော့ဒီနေ့ပစွမ်းငရုတ်ချက်လေးချက်ပြတော့မှာဖြစ်ပါတယ်ဒါကတော့ပစွမ်းတစ်စေသား1500ဈေးပေါ့တရတီးရယ်တရတီးတစ်လုံး300ငရုတ်တီးကတော့တစ်စေသား1000ပင်စင်ကတော့300ပေါ့ပစွမ်းလေးတွေတော့တက်ရှာရေးဆေးရအောင်နော်ရေစင်းမယ်တေချာလေးတွေအမှုနှစ်လေးတွေဂေးလုံးလေးတွေမပေါအောင်တော့တေချာလေးဆေးပါဒီဟင်းလေးကတော့နော်အခိုးတွေဖွင့်တော့ပေါ့နဲ့ဟင်းလေးတစ်မျိုးပေါ့နော်ဆက်ဆက်လေးဒီဆိုရင်ကျွန်တော်ငရုတ်တီးလေးတွေကိုရေဆေးပြီးမယ်ပြီးရင်အညာပြစ်မယ်ရုပ်သီးကိုလည်းတေချာလေးဆဲပါနော်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာအချင်းတွေကိုတရသီးကိုပဲသုံးတော့မှာဖြစ်ပါတယ်တချို့ကြတော့လည်းမကြီးသီးပေါ့နော်တရသီးတွေပါတယ်မကြီးတော့တဲ့အရှင်ကျရင်မကြီးသီးမှလည်းအပိကြတော့နည်းနည်းအယောင်မှင်းတာပေါ့နော်သူကအစိမ့်စုံလေးကောင်းပါတယ်မကြီးသီးပါဟုတ်တရသီးပါပါလေးလှီးတယ်ပြီးပြီဆိုရင်ကျွန်တော်ရုပ်တီးအစိမ့်ဝင်နေပြီးတော့ညှက်လိုက်ပါမယ်ပြီးရင်ချက်သွက်နီနှလုံးလောက်သုံးပါမယ်ပြီးပြီဆိုရင်ဆေးထားတဲ့ပစွမ်းလေးကိုထည့်မယ်ပြီးရင်အစိမ့်စမ်းငပိပေါ့နော်လို့တလောက်လေးထည့်မယ်ပြီးရင်အာဟာရအတွက်နေတော့ဟင်းချုံမှုရယ်စားရယ်ဒီညမှာစီကိုလည်းနင်းလေးပဲထည့်မှာเนาะအများကြီးတော့မဟုတ်ဘူးစီနင်းထည့်မယ်ပြီးတရသီးပေါ့တရသီးကအချင်းတော့လူတလောက်လေးပေါ့เนาะကိုစားရှင်တဲ့လူတလောက်ချင်းကိုပဲထည့်ပါမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီခွင်မှာပဲတေးထားလိုက်ပါမယ်ပြီးရင်နွေးလေးထည့်မယ်ဒီနေရာမှာတစ်ခုရှိရတော့ဒီပစွမ်းငရုတ်တိချက်ကိုကြတော့အရေးရွှေလေးနဲ့မှစားရတာပို့ပြီးတော့အဆင်ပြေနော်ဟုတ်လို့ငရုတ်တိထောင်းတယ်လို့မျိုးနေတော့မလုပ်ပါနဲ့အဲ့လိုဆိုတော့နည်းနည်းစားရတာတစ်မျိုးပေါ့နော်ကျွန်တော်ကတော့ဒီလိုအရေးရွှေလေးနဲ့ပဲကြိုက်ပါတယ်ဒါဆိုရင်ကျွန်တော်တီးပေါ့ဟိုနည်းနည်းစူလာပြီတရသီးလည်းနုံးပြီရုပ်သီးတွေလည်းနုံးလာပြီပေါ့နော်အမွှဲအနေနဲ့ကတော့ကျွန်တော်ဒီနေရာမှာပင်စင်းလင်းကိုတော့သုံးထားပါတယ်နော်တချို့လည်းနန်းပင်တွေပါတယ်ကြားရင်လည်းနန်းပင်လေးအုပ်လို့ရပါတယ်ကျွန်တော်တော့ဒီရုပ်ချက်မှာကြတော့ပင်စင်းလေးတော့ကြိုက်စင်းနေလေးနဲ့ဒါခုဆိုရင်ကြက်ပါပြီဒါပွင့်ထောတော့မှာနော်ဆက်လေးရခိုင်ပစွမ်းရုပ်ချက်ပေါ့ဟုတ်ကဲ့ချက်စားကြည့်ကြပါဦးနော်ဒီလိုလေးရိုးချင်းလေးတွေပါနေမကောင်းဟိုနလန်ထူလာတဲ့လူတွေအခိုးတွေပွန်းတော့အောင်အတွက်ဒီလိုလေးတွေချက်စားကြည့်ပါနော်ဟုတ်ကဲ့ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ